မီ3ယောက်တာယာနေတဲ့ဘဝလေးမှာကင်ဆာဆိုတဲ့ယောဂကြောင့်စိတ်ဒုက္ခရောက်နေရတဲ့ခင်စာကြီးကျော်တို့သားမီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တရုတ်ဆောင်ခင်စာကြီးကျော်တို့သားမီ3ယောက်ဟာတာယာနေတဲ့သူတို့ရဲ့ဘဝလေးမှာကင်ဆာဆိုတဲ့ယောဂကြောင့်စိတ်ဒုက္ခရောက်ရတဲ့အဖြစ်တွေရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။မင်းသမီးခင်စာကြီးကျော်ရဲ့သမီးလေးထင်သစ္စာဟာအသက်20အရွယ်သားရှိသေးပေမဲ့လေပင်တိုင်းရိုက်ကင်ဆာယောဂနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံအထိကင်ဆာယောဂကိုတွားရောက်ကုသနေကြတာဖြစ်ပြီးကင်ဆာဖြစ်နေတဲ့လေပင်ကအကျိတ်ကိုခွဲစိတ်ကထုတ်ပြီးဖြစ်ပေမဲ့သူမအနေနဲ့တက်ရောင်ကြီးမျိုးချင်းတွေအပြင်ဟော်မုန်းဆေးတွေကိုလည်းတစ်သက်လုံးဆွဲကတောက်သုံးသွားရတော့မှာပဲဖြစ်ပါတယ်။မင်းသမီးခင်စာကြီးကျော်ဟာသူ့သမီးလေးငယ်ငယ်ရွယ်နဲ့ကင်ဆာယောဂကိုခံစားနေရတဲ့အပြင်တစ်သက်လုံးဆေးနဲ့မပြတ်နေထိုင်သွားရတော့မဲ့သူမသမီးရဲ့အဖြစ်ကိုယူကျုံမရဖြစ်ကခံစားနေရကြောင်းဒါအကြီးဖြစ်တဲ့ဖုံမင်းနေလာကအခုလိုရင်ဖွင့်ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်။အမေကတော့သူ့သမီးအတွက်ခံစားရတာပေါ့ငိုလဲခဏခဏငိုတယ်။ကျွန်တော်ကတော့ညီမလေးကိုပုံမှန်လိုပဲဆက်ဆံနေ။အဲ့ဒါကသူ့ကိုပို့ပြီးမိုတီရစီမယ်ထင်လို့လေ။ကျွန်တော်ကညီမလေးကိုတနာတယ်။ဘာညာသွားလို့ပြလိုက်ရင်သူစိတ်တက်ကြသွားမှကျွန်တော်ကြောက်တယ်။သူကအရင်လဲစိတ်မာတဲ့သူလေ။အဲ့ဒီအတွက်သူ့ကိုပုံမှန်လိုပဲဆက်ဆံနေ။အထူးတလဲကယူဆိုင်တာမျိုးတွေလုံးမပေးဘူး။အဲ့လိုနေပြတာမျိုးကိုပဲသူပို့ပြီးသဘောကျမယ်ထင်ပါတယ်။ညီမလေးကကျွန်တော်ကိုရင်ဖွင့်နေ။သူဘာမှမလုပ်ပဲလူနာလိုနေရတာကမှသူ့ကိုပြိုလဲသွားစီမာတဲ့အဲ့ဒီအတွက်ကျွန်တော်ကသူစိတ်ချမ်းသာရပဲလုပ်စီခြင်းနဲ့အခုသူကလေပင်တိုင်းရိုက်နှစ်ဖက်လုံးကိုထုတ်လိုက်ရတာဆိုတော့အရင်ထက်ပိုပြီး2ဆလောက်စိတ်ကြီးလာတယ်ကျွန်တော်နဲ့အမေနဲ့ဆိုရင်မလုပ်ရဘူးတခါတလေကြာရင်ရုတ်တရက်ကြီးထားဖြစ်ရင်ကိုလဲပါလဲဆိုပြီးစိတ်ဆိုးမိတယ်ပြီးမှသူဟော်မုန်းတွေမညီရှာလို့ဆိုပြီးနားလဲပေးရတာဖန်ကွဲစာရီပေါ်မှာလမ်းလျှောက်နေရတယ်လို့ပေါ့သူ့ဘေးမှာနေရတာကလေအများကြီးနားလဲပေးရပါတယ်အမေကတော့လာငိုတယ်သူ့ဘက်ကကြည့်တော့လေသူ့သမီးငယ်ငယ်ရွယ်လေးနဲ့ဒီလိုမျိုးဖြစ်ရတဲ့ဆိုပြီးနောက်ပြီးတော့တိုင်းရိုက်ဆိုတာစိတ်နဲ့အယမ်းဆိုင်နေစိတ်အစင်မပြေတာနဲ့အချိန်မရွေးပြန်ဖြစ်နိုင်နေဆိုတော့အမေကအဲ့ဒါကိုယူကျုံမရဖြစ်တာကျွန်တော်ကတော့ဖြစ်ချိန်တန်လို့ဖြစ်တာအကောင်းဆုံးသူကိုစိတ်ချမ်းသာအောင်ထားပြီးရှေ့ဆက်သွားဖို့ပဲရှိရလို့အမေကိုနှစ်သိမ့်ပေးပြတဲ့ဆိုကညီမဖြစ်သူရဲ့တိုင်းရိုက်ကင်ဆာယောဂအခြေအနေနဲ့ပတ်သက်ပြီးမိခင်ဖြစ်သူရဲ့ခံစားချက်ကိုဖုံးမင်းနီလာကပြောပြသွားခဲ့တာပဲဖြစ်ပါတယ်မင်းသမီးခင်စာကြီးကျော်ရဲ့သမီးလေးထင်သစ္စာဟာလက်ရှိမှာဒဲအောင်ကြီးမျိုးတဲ့ကုသမှုခံယူနေရတာဖြစ်ပြီးသူမတယောက်ထဲသာနေထိုင်နေရတာဖြစ်ပါတယ်။ကျန်းမာရေးအခြေအနေကြောင့်သူမအရန်ကိုတက်ချင်နေတဲ့ကြောင်းတက်ဖို့ကိုလည်းရွှေ့ဆိုင်ထားရပြီးစိတ်အခြေအနေဆိုရတဲ့အတွက်သူမရှိမှတတိထားနေထိုင်နေရကြောင်းအသေးစိတ်ပြောပြသွားခဲ့တာပါ။ဒီယောဂဆိုကြီးကိုကြော်ဖြတ်နိုင်ကအမြန်ဆုံးသက်သာပြောက်ကင်းပြီးကြောင်းအမြန်ပြန်တက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။